လေသမားများတွင်အဓိကဖြစ်ပွားသောကူးစက်ရောဂါများတွင်မမပေါက်သောကူးစက်ရောဂါလည်းရှိပါသည်ဒီကူးစက်ရောဂါသည်မျက်ဖွင့်ပြီးတန်ရှင်းမှုမရှိသောနေရာများနှင့်ဆက်နွယ်ပြီးလေယာလုပ်သားများအနေဖြင့်အလွန်ရင်ဆိုင်ရမည့်အနေရရှိပါသည်ပိုးမွှားများဖြင့်ကူးစက်သောရောဂါများအနက်ဇုကာမှုရှိရောဂါနှင့်အလွန်ပြင်းထန်သောပူချိန်နှင့်သွေးပြားနှင့်ရောဂါအထန်တို့သည်ထူးတည်ထားသင့်သောရောဂါများဖြစ်ပါသည်ရင်းတိုနက်ပိုးမွှားမှကူးစက်တဲ့ငှက်ဖျားရောဂါသည်အောက်တိုဘာလမှဒီဇင်ဘာလတွင်ပြင်းထန်စွာဖြစ်ပွားတဲ့ရောဂါဖြစ်ပါသည်ရုတ်တရက်ဖျားတက်ခြင်းချမ်းနုံခြင်းခေါင်းပွိုက်ခြင်းကြွသားနာခြင်းချောင်းဆိုးခြင်းနှင့်အော်အန်ခြင်းစသည့်လက္ခဏာများသည်များသောအားဖြင့်ကြိုက်ခံရပြီးတစ်ပတ်မှ3ပတ်ခန့်အတွင်းပေါက်ဖွားလာခြင်းဖြစ်သည်အနီရောင်ပင်ကူမျိုးစိတ်သည်အရန်သိငယ်ပြီးတော့လွယ်တီးပြုတ်လို့မရပါဘူးအနီရောင်ပင်ကူမျိုးစိတ်သည်ကိုက်လျင်ကိုက်ခံရသည့်နေရာတွင်ဒဏ်ရာဖြစ်ပေါ်ပြီးတော့နှစ်ပတ်3ပတ်လောက်ကြာသောအခါအမဲရောင်အနာဖေးကျန်ခဲ့ပါတယ်အမဲရောင်အနာဖေးရဲ့အရွယ်စားသည်လက်မရဲ့လက်သေးအရွယ်ခန့်ရှိပြီးအထက်ကိုအတည်ပြုလို့ရပါတယ်အဲဒါကြောင့်အမဲရောင်အနာဖေးကပိုးမွှားမှကူးစက်တဲ့ငှက်ဖျားရောဂါအတွက်အရေးပါတဲ့အရာဖြစ်ပါတယ်နောက်တစ်ခုချွမ်ဘိုစိုက်တိုပီနီးယာရောဂါအထန်နှင့်အတူပြင်းထန်သောအဖျားသည်အဓိကအားဖြင့်စက်တင်ဘာလနှင့်အောက်တိုဘာလတွင်ဖြစ်ပွားသည်တိုးသောယခုကာလတွင်ຫນွေဦးနှင့်ຫນွေရာသီတွင်ပင်ဖြစ်ပွားတတ်သောကြောင့်ဆောင်းရာသီမှလွဲရာသီတိုင်းတွင်သတိထားရန်လိုအပ်ပါသည်ယောဂစတင်သည့်အချိန်သည်4ရက်မှ15ရက်ထိဖြစ်ပြီးကနဦးလက္ခဏာတွင်အဖျားကြီးခြင်းကဲ့သို့လက္ခဏာတူပြီးတော့ပြို့အန်ခြင်းအော့အန်ခြင်းဝမ်းလျှော့ခြင်းနှင့်အစားအသောက်ပြတ်ခြင်းတို့ပါဝင်ပါသည်မတ်များသည့်အရွယ်စား2စင်တီမီတာခန့်ရှိပြီးတစ်ပတ်ခန့်ကြာသောသွေးစုပ်သည့်ကာလဖြစ်သောကြောင့်တင့်ခန္ဓာကိုယ်နှင့်ကဲ့နေသောမတ်များကိုရှာဖွေဖယ်ရှားခြင်းဖြင့်ကူးစက်နိုင်ခြေကိုလျှော့ချနိုင်သည်မမပေါက်ဖွားသောကူးစက်ရောဂါများကိုကာကွယ်ရန်အသေးချာဆုံးနည်းလမ်းမှာနံပါတ်1ဖြစ်သည့်မတ်များနှင့်ထိတွေ့ခြင်းမှရှောင်ကျဉ်ပြီးအကိုက်ခံရခြင်းမှရှောင်ကျဉ်ပါထပ်ဆုံးသက်ရန်စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းအရေးပြားထိတွေ့မှုအနည်းဆုံးဖြစ်အောင်တင်ဝတ်ဆင်ရမည်ဦးထုတ်လေပတ်တုံလက်ရှိနှင့်ဘောင်းပြီးလက်စွပ်ချေအိမ်နှင့်ပူဖီနှင့်များဝတ်ဆင်ပါဒီအချိန်မှာလက်စွပ်နဲ့ခြေချင်းဝတ်ထိဖုံးအုပ်ထားပါအချက်ကတော့သုံးဖို့ပါပဲနံပါတ်3ကတော့စိုက်ပျိုးခြင်းတို့မဟုတ်စိုက်ပျိုးခြင်းမပြုမီကျွတ်သက်ဆေးလုံလောက်စွာဖြန်းရန်အရေးကြီးပါသည်ထုတ်ကုန်၏အကျိုးသက်ရောက်မှုကြာချိန်ကိုစစ်ဆေးပြီးပုံမှန်ကွာဝေးတွင်ဖြန်းပေးပါစိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းအားလက်ချိန်တွင်ကျန်းပြင်ပေါ်တွင်ထိုင်ခြင်းထက်ဖြာကိုအသုံးပြုခြင်းကပိုကောင်းသည့်စိုက်ပျိုးရေးလုပ်ပြီးပါကအခြားသူ့ငွေလျှော့ခြင်းမှတီးခြားလျှော့ဖွက်ပြီးတကူလုံးရေချိုးခြင်းတို့မဟုတ်ရေချိုးခြင်းတို့ကိုပြုလုပ်တင်သည်တင့်ခန္ဓာကိုယ်ကိုဆေးကြောသည့်အခါတွင်မက်ကိုက်ခံရခြင်းတို့မဟုတ်အမေးဆက်အနာဖေးများရှိမရှိသေးချာစစ်ဆေးပါ